နှလုံးသွေးနဲ့ရှိတဲ့ကြပြအသွေးသားနဲ့ထုစစ်ထားအဖေပုံလူအဖေပကြီးကသားကအဖေကိုဘွားနှလုံးသားထဲမှာစိတ်ဝင်အောင်ချက်တဲ့အဖေသား